ခုနှစ်ခွဲလောက်ရတယ်ခုနှစ်ခွဲဆိုတော့ 7.5 cm လေးပေါ့နော်ကျဲလိုက်တဲ့ဟာနဲ့ဒီလူဒီကောင်ထိတ်နေကိုတွားပြီးတော့ဆွဲထားတယ်ညနေပြီးတော့ဒီထီကိုဆွဲချမှာပေါ့နော်အဲ့ဒီကနေပြီးတော့ဒီဟာဆိုရင်35ခါထိဆို35ရှိတယ်35အောင်တော့ဝတ်လိုက်တော့ဟုတ်ပါ35ကမှငါဟုတ်တယ်နော်ဟုတ်ဒီထီရှိမတော်7.5ကနေဒီထောက်ထိဒီထောက်ထိကိုဒီလိုဆွဲလိုက်တယ်ဒီထီရှိတဲ့ဟာက35ရှိရဆို35ကိုတော့ဝတ်လိုက်တော့7.5 cm အဲ့ဆို7.5နားလေးတစ်ချက်လေးမှတ်လိုက်မှတ်ပြီးတော့အဲ့ဒီနားလေးကနေဒီလောက်ကို1 cm လေးဝင်လိုက်တယ်1လေးဝင်လိုက်1 cm နော်ဘက်ကိုဝင်လိုက်အဲ့ဒါကိုမဝင်ရင်ခလေးရင်ထိုးလိုက်ဒီဓာတ်အတိုင်းမဆောင်းပါလေဆောင်းပါလေဘာတွေအတွက်ပြင်ဆင်လိုက်ပါဒီလိုကြီးမခောက်အောင်လို့ဒါရုပ်ခွဲပြင်ပါလေထောက်တယ်လေခွဲမပြစ်ခင်မှာမတို့ထိုင်မသိတစ်ထည်ရဲ့အရှိပေါ့ခုဒီလိုတစ်ထည်အရှိဆိုဒါကမနေတော့တင်လိုက်တဲ့ဒီလိုရှင်ညာလေးလာမယ်လေကာကြီးကုန်းလေးဆိုကာကြီးကုန်းလေးဟုတ်တယ်လားဒီနာလေးကခက်တင်လေးဆိုခက်တင်လေးအမားလေးတော့သွားလေငလေးကသူ့ရဲ့လေတိုင်းလေးပေါ့လေတိုင်းလေးရဲ့လက်ကလေးအဲ့လိုပေါ့အပွားရင်စင်းကြတော့ဒီနာလေးကနေဒီလိုလေးလာခဲ့တယ်လေဟုတ်ဒီမှာဒီနာခါလေးနဲ့ဒီမှာခဝဲလေးဆိုခဝဲလေးပေါ့ဘာမဟုတ်ဘူးဆိုလဲဒီလိုတစ်ခါတစ်ဆက်ထဲသွားရဆိုလဲတစ်ဆက်ထဲဒီနာခလောင်လေးထဲဟာခလောင်လေးဒီလိုလေးထဲဒါတော့ချုပ်ကြောင်းလေးနဲ့ဒီမှာအပြားလေးရင်းစင်းအပြားလေးလာတယ်အဲ့ဒီပုံစံလေးတော့မှာနော်အဲ့ပုံစံလေးတော့ဒီအရှိလေးကိုကြာတော့ဒီဟာကတစ်ဆက်ထဲသွားလိုက်မှာဒီနာလေးကိုတစ်ဆက်ထဲလေးပဲတစ်ဆက်ထဲလေးကိုမတို့ဘယ်လောက်အရှိထားမလဲဆိုဒါက35မိနစ်ဟုတ်တယ်နော်ဒါကသူ့ရဲ့40နှစ်ရှေ့ခါရှေ့မိနစ်အဲ့ဒီကနေပြီးတော့ဘယ်လောက်ထားလို့ထားချင်လဲဆိုရင်50မိနစ်လောက်ထားချင်လဲရတယ်ဘယ်လောက်ထားချင်ခတိုလေးပဲဆိုလဲ58လောက်လေးပေါ့ခတင်လေးပဲဆိုလဲ58လောက်လေးဘယ်လောက်အရှိထားလဲဒီလိုရှေ့ချင်းလို့ရှေ့လို့ရတယ်ပေါ့48လောက်လေးဆိုရှေ့လေးပေါ့နော်ရင်ငယ်ကတော့ဒီနားမှနေဖြတ်သွားမှာပေါ့ရင်ငယ်ကဒီနားလေးမှာဟိုလောက်ပေါ့40မီဒီယံဒါသမီးဆိုင်ကြီးနော်40နဲ့မီဒီယံလဲဆိုရင်တော့44လောက်ဆိုကိုကဘယ်လောက်ထားရမှမသိသေးဘူးဆိုလဲအောက်ကို15လောက်အရှိဆွဲလိုက်15လောက်အရှိလောက်ဆွဲထားတယ်15ဆိုရင်တော့လာတယ်ပုံမှန်လောက်ဒါကြလဲသမီးကအရန်တူတော့မှာအဲ့လိုကြတော့ဘလိုမျိုးလေးခမိန်လေးနဲ့ဒီတိုင်းပုံစံချုပ်ပုံလေးသိရမလားဒီလိုပုံစံထိုင်သိန်းပုံစံချုပ်ပုံလေးနဲ့ငါလာမှာခုလိုထိုင်သိန်းအစ်စ်ကြတော့ရှည်မလာမှာအဲ့ဒါကြောင့်15ဆိုရင်နော်15အရှိအဲ့ဒါဒီရှည်ကနေဒီဖြူ15ဆိုနေတယ်15စနေတယ်အဲ့ဒါဒီတောက်တွေပါလေရှည်သွားလိုက်ပေါ့နော်ညာကြနည်းနည်းစားရဒီအရှိပေါ့ဒီတစ်ချမ်းတော့မယူဘူးဒီဘက်တစ်ချမ်းလေးယူပါလေဒီမှာချိန်တော့ဒါလည်းပြပြလေးပဲအောက်ကိုယူသွားအောင်ပေါ့အောက်ကိုယူသွားဖို့တော့ဒါတော့အမားတို့ညာလေးမှာထားရတယ်ရှေ့ခါကအဲ့ဒါလေးပြပြရှေ့ခါတော့ခါပါတယ်အမှန်တိုင်းမသိရသေးဘူးတရားလေးဆိုရတယ်တရားလေးမဟုတ်ရတယ်လေဒီမှာအမတို့ရှေ့ခါရဲ့နောက်ခါရှေ့တင်ရဲ့နောက်တင်ရဲ့ဆိုရှိရဲ့အဲ့ဒါလေးရှိရဲ့အဲ့လေးကခါအခုကရှေ့ချောင်းဆွဲနေတာဆိုရှေ့ခါကိုတက်ကြည့်လိုက်ရှေ့ခါဆိုရင်21.5ဒါခါမြင်ဟုတ်တယ်ဒါခါမြင်21.5
27တို့မှာလာနေတယ်နော်ဟုတ်ပြီးဆိုရင်အဲ့ဒီကနေပြီးတော့ဒီဟာကတင်ကြ20ကိုသွားရဲဆိုတော့20ပေါ့ဒီမှာ20မှလိုက်ပါမနက်စေလို့ဆိုရင်ဒီ30မှာကြတော့ရှေ့တင်ပေါ့ရှေ့တင်တော့24သက်သမားကအဲ့ဆိုဒီနာမှာ24သက်သမားငါအဲ့လိုမျိုးမှတ်လိုက်အဲ့နာလေးကိုကျတော့4 cm ဒီလိုလေးဆင်းလိုက်တယ်4 cm လေးဆင်းလိုက်တယ်ပြီးတယ်ကန်ကြအောင်နော်4 cm လေးကိုခုနက21ဆိုလဲမခနဲ့လည်းတော့လေးပြီးတယ်လေးလည်းတော့လေးဆင်းအဲ့လိုဆက်ပြီးဆိုရင်ဒါကတော့သူ့ရဲ့ဒီလိုပွေးတဲ့တင်ပုံစံသွားတဲ့ပုံစံလေးအဲ့ဒီမှာသမီးခါတာသမီးခုနကတော့48အတုံးနဲ့ရှင်းနေရပေါ့။မမပြောသလို15လောက်အရှည်လေးနဲ့ရှင်းနေဒီချက်ရှည်ချင်းရှေးတော့ကထိုင်မသိန်းကြီးအရှည်လေးသွားတယ်လေ။ဟုတ်အဲ့လိုသွားဆိုအဆက်ဆက်ပေါ့အဲ့လိုသွားလို့ရတယ်။အခုတော့ကျတော့လှအောင်လို့ဆိုပြီးတော့ငါးလေးတွေကိုငါးလေးကိုထည့်ထည့်လိုလေးလေးနော်။ဒီအမကလေးနဲ့ဒီမှာကလေးနဲ့ဒီကပြောဒီနကိုအခုယူလိုက်တာ15 cm လှတယ်လို့ပြောတယ်လှလို့ယူလိုက်တဲ့15 cm အဲ့ဒီကို2.5 cm ထပ်ပေါင်းလိုက်တယ်2.5ဒီနားလေးမှာ2.5လေးထွက်လိုက်2.5နော်ဒီနားလေးက plus 2.5 cm လေးပေါင်းလိုက်နောက်ပြီးတော့ဒီ15ရှည်ကနေတော့အင်ကြီးလို့လှအောင်ဆို1လေးပေါ်တက်လိုက်အဲ့ဒါဒီနားလေးမှာကျ1 cm လေးပေါ်တက်လိုက်ဒီနားကကျတော့2.5လေးအောက်ကိုဆင်းတာအဲ့ဒီနှစ်ခုကိုလိုလေးသွားဆက်လိုက်ဒီအနက်နဲ့ရေးပေးတယ်။ခြားကလာရှိတယ်။ပြလို့ရှိတယ်။ဒီကနေ့ပဲရေးရတယ်။ဟုတ်။ဒီနားလေးတွေကတော့ဒီတိုင်းပဲနော်။ပြည်ရင်ကိုင်းနေချိန်တိုင်းဒီ35လောက်လေးနဲ့ပြည်ပြည်လေးပဲလေ။ဒီ35လောက်ကနေဒီလိုရေးပြည်ပြည်လေးလာတယ်နော်။နောက်ပြီးတော့ဒီ21ကခုနကတော့မှတ်လိုက်တယ်လေ21နဲ့ဒီခုနကတင်ကိုလည်းလိုပဲမှတ်လိုက်တယ်။တင်ကိုလည်းပြည်ရင်ဝိုင်းမှာကိုင်းတယ်ဘူးဆိုဒီနားလေးကတသားလေးလေးပြည့်မလား4 cm တသားလေးလေးတသားလေးနဲ့ဒီ21လေးနဲ့လိုလေးဆင်းချတာအဲ့ဒါသူ့ရဲ့တင်လေးရဲ့ဒီလို white ကလေးပေါ့နော်တချို့ကြလည်းတင်မထွက်ဘူးဆိုဒီလိုလေးပေါ့တင်ရှိရဆိုရင်လည်းဒီလိုကကားလေးလာလိမ့်မယ်အမျိုးမျိုးလာမှာပဲသိရမလားအဲ့ဒီအချိုးလေးလာတော့မှာနော်လာပါပြီဆိုဒီထောင်းကကိုဒီလိုလေးဆက်လိုက်တယ်ပေါ့ရှေ့ကိုကြာတယ်ဒီလိုလေးနော်ပြီးတော့2.5 cm နဲ့1လေးပေါ်တက်တယ်ဆက်လိုက်တယ်လွယ်လေးပဲဘာမှမဖြစ်နော်အဲ့ဒါမှတမီးကခရောင်လေးလုံးချင်တယ်ဒီချေတမီးကတော့ဒီဘေးကိုခရောင်လေးဆိုလဲခရောင်လေးဆွဲလိုက်အောင်လေရမလားခရောင်မလို့ချင်တော့လောဆယ်တော့တင်ယူနေတာဆိုတော့ရိုးရိုးလေးနဲ့ပဲချုပ်ပြီးတော့ချက်ချက်ကက်လေးချုပ်ရင်လည်းချုပ်နော်ဒါမှမဟုတ်ဘူးဆိုခရောင်လေးထည့်ချင်တယ်ဆိုလဲခရောင်လေးခရောင်လေးအဲ့လိုလေးခရောင်လေးကိုကြိုက်တယ်လို့ရှယ်အဲ့ဆိုဒီနားလေးမှာခရောင်လေးနဲ့လေအဲ့လိုလေးထည့်ရုံဒါလေးကိုညှက်လို့ရတယ်ညှက်လို့ရတယ်ညှက်ဟုတ်ရဒါလို့ရတယ်ဟုတ်ညှက်မှာဟိုဟာလေးခောက်လို့ကောင်းတယ်ကတော့ဘဝဒါဟိုပွဲတက်ပုံစံလေးဆိုတော့ဒီတောက်ကိုလည်းချိုးတယ်ဒီတောက်ကိုလည်းချိုးတယ်နော်ဟုတ်လည်းချိုးပိတ်စားမလည်းမျက်နှာရတယ်လက်ခံနေရရင်ဒီလာပြင်းနေပိတ်ပြီးဒီလေတရက်လည်းနေရပိတ်တာလေနောက်ပြီးတော့တရက်နေပိတ်တာဒီနားလေးကဒီလိုဆောင်းပါတယ်နော်ဆောင်းလာတော့ဒီလေးပြန်ဆက်နားလေးဒီလေးဆက်နားလေးကြာတော့ဒီလေးဆက်နားရဇလန်ပြန်သွားမယ်ဒီနားနေတော့35နေပြီဒီဆိုရင်ခုဆက်ကွန်သမ5တော့ဝက်လိုက်တာလေဟုတ်တယ်မလားအဲ့ဒီနားလေးကနေဘေးကို1လေးဝင်လိုက်တယ်ဝင်ပြီးတော့ဒီနိုဒီကောင်းထိတ်ကနေဒီစောင်းသွားတယ်1လေးကိုသွားဆက်တယ်ပြီးဆိုရင် 7.5 လေးကနေဒီဝင်လေး1လေးကိုသွားဆက်လိုက်ကြားလို့ပါဖြစ်တော့အဲ့ဒါညှက်လိုက်လို့ရတယ်လည်းမထားတာကြားတယ်ချိန်မှလာမတူလို့ဆွဲတဲ့ချိန်ကတလုံးမှမပြီးဘူးပြရိုက်တာပြရိုက်ချင်းနားလေးကိုပြီးပြီလေဒီဘောတော့ဒီခဲ့ပြီးရင်ကတော့
ဒီနားမှာထောက်ထက်ကူကျင်လဲရတယ်ထောက်မကူကျင်လဲရတယ်ထောက်ကူမယ်ဆိုရင်ကြတော့ဒီရှေ့ကျနောက်ကျမင်းလေးမှာအပေါ်1အောက်1အပေါ်1အောက်1အောက်1ဒါပေမဲ့လုံးဝမကူကျင်ဘူးဆိုလဲအပေါ်0.5အောက်ကို0.5လေးကတော့ထည့်ကိုထည့်ရမှာ0.5ဟုတ်ပြီ0.5အဲ့လိုထောက်သေးသေးလို့ပေါ့နော်ဟုတ်ဒီလိုလေးထည့်အဲ့လိုလေးထည့်တယ်နော်ဟိုလာတော့အဲ့လိုထည့်ခြင်းတဲ့ကြဘာလို့ကွာသွားလဲဆိုအခုဒီနားမှာဒီလိုလေးဖြစ်တဲ့အချိန်မှာဒီလိုရင်ငံလေးနဲ့ဒီလိုရင်ငံလေးနဲ့သွားတဲ့အချိန်မှာဒီလိုအကျသွားတဲ့အကျလေးကလေကြက်ကြက်ကက်ကက်လေးနဲ့အဲ့လိုလေးကျသွားမှာဒီနားအဝိုက်ကလေးလေးဝင်းလေးနဲ့ဒီနားလေးကိုဒီလိုလေးအဝိုက်ကျတော့အဲ့လိုပေါ့ဒါတော့ဒီရဲ့နေတိုင်းပေါ့သိရမလားထိုင်မသိမ့်မဟုတ်လားဆိုင်ရဟာနော်ဟုတ်ငါလေးဒီလိုမျိုးလေးကြာသွားပြီဆိုဒီနားလေးကဒီလိုလေး white သွားအောင်ရှင်းရုပ်ဒီလိုလေးကန်းလာနည်းနည်းဒီမှာ1 cm လေးမြင်သွားတယ်1လေးကဒီလိုလေးရှင်းလေးကြီးတဲ့ရောင်လေးသိရမလားဒီလိုလေးဖြစ်သွားဒီတိုင်းဒဲကြီးကြတော့တိတ်မလာဘူးလေဟိုရှင်လေးကိုနည်းနည်းလေးညိုပြားဆိုလဲဖော့တွေပါထည့်ထားရဲဆိုတက်တူဒီလိုလေး white ပြီးတော့အဲ့လိုလေးပြန်ကြပါဟို1လေးပြန်လေးဒါတော့သူ့ size နဲ့တူမဟုတ်ဘူးလေဒါတော့ထိုင်မသိရတော့ medium size တွေဆိုတော့လေ modern လေးကြ medium နဲ့လည်းနီးစက်တယ်တို့ကလည်းအစီပါမရှိဘူးတော်သွားတော့ကတ်တင်တော့ကြမနေဘူးပေါ့နော်ဓာတိပါလည်းနည်းနည်းလေးတူနေတာလေဟုတ်ရှုပ်လာပြီရှုပ်ရင်တစ်ခေါက်ပြန်ရှင်းပြီနော်ဆွဲတဲ့ကိုယ့်ကိုတက်နိုင်သလားတော့ရအောင်ဆွဲလိုက်ဟုတ်ရှင်းဒီလိုလေအဝဲကြတော့အဝဲတက်ချင်တယ်ဆိုလဲဒီအခုသမီးပါလာသမီးဘယ်ဒီဇိုင်းကိုတက်ချင်ဒီပုံစံကတော့ basic ဟိုပါပေါ့ basic တော့မဟုတ်တော့ဒီပုံစံကိုဆွဲပေါ့ဆွဲပြီးသွားပြီဆိုမှခဝဲတက်ချင်တယ်ဆိုရင်ဒီခါးမြင့်ကိုဖြတ်ပလိုက်ပါလေသိမလားဒီခါးမြင့်လေးလေသိမလားဒီခါးမြင့်ကိုကက်ကြီးနဲ့ညက်ပလိုက်ပါလေကက်ကြီးနဲ့ညက်ပြီးရချင်းတော့မမတို့တရားမရှိတော့ဘူးပေါ့မရှိတော့ဘူးဆိုရင်ဒါကနောက်ထပ်တစ်ချက်ဒီအလဲကတော့မပါအောင်လေးရှင်းခံထားကြီးလေပြောမလားအလဲရရင်းခံထားဒီဘက်မှာじゃသူ့ရဲ့နောက်တစ်ဖက်ပါလေပြီးနောက်ကျောဘက်ရှိရလေအဲ့ဒီရဲ့ခါအောင်မှာဆောင်းဝိုင်းပုံစံပေါ့ပိတ်စာကိုပိတ်စာ၄တောင်လေ၄တောင်ကိုဒီလိုခောက်လိုက်တာလေလက်ကင်မှာခောက်တယ်လို့ခောက်ပြီးတော့မှအဲ့ဒီဟာဒီလိုတစ်ခေါက်တည်းရှိရချိန်ညမှာဒီကနေပြီးတော့ဒီလိုလေးဆောင်းဝိုင်းလေးပေါ့ဒါလေးကိုခါလေးကိုညက်ဒီအရှိရတော့ကိုလိုချင်တဲ့အခုမတို့15အရှိထားတာမလားဒီမှာ15 cm ထားတာဆိုတော့ဒီမလေးကဒီကတော့ခါအဝဲလေးပေါ့ခါဝဲဆိုဒီခါရယ်ဒီဘက်ကခါရယ်နောက်ချမ်းခါရယ်ကိုတိုင်လိုက်လို့ရတဲ့အဖြေကိုလေးနဲ့စားလို့ရတယ်တိုင်းလို့ရတဲ့အဖြေထားပါတော့အဲ့ဒါကိုလေးနဲ့စားလို့ရတဲ့အဖြေကဒီနားလေးပေါ့ဒီနားလေးဆက်ခွန်ပေါ့ခါတော့ဟိုကပဲရှိမှာပါ68တို့ဘလောက်တို့ရှိရလေအဲ့လေးရယ်ဒီအမြင့်ရဒီအားလေးက15လေးအဲ့ဒါလုတ်ပြီမယ်လေးပိတ်စရအောင်ရောက်တဲ့အချိန်ညာလေးနော်ဒါအကျန်းပြအဲ့လိုလေးအဲ့ဒါလေးကိုကကြီးနဲ့ညက်ပြီးတော့အဲ့လိုဖြန့်လိုက်တဲ့အချိန်ကျတော့သမီးရဲ့ဆောင်းဝိုင်းကဒီလိုလေးဖြစ်သွားမှာလေဟုတ်တယ်အဲ့ရလေးကိုဒီနားကတော့ကကြီးနဲ့ညက်ထားရရလေးပေါ့ဟုတ်အဲ့ဒီအဝိုင်းတိုင်းဒီညက်ထားတဲ့နေရာမှာလာထည့်အဲ့ဆိုဝါးလေးဖြစ်တော့ဝဲလေးဖြစ်တော့အဲ့လိုဝဲလေးကတော့လှပါတယ်ပိန်နေတော်တဲ့လူတွေမှာပိုလှမှာပေါ့ဝါးတဲ့လူဆိုရင်ပိုဆိုးပိုဝါနေမလားမသိဘူးနော်အဲ့လိုတက်ချင်တာအဲ့လိုတက်ချင်နေဆိုရင်စားလားကျိုးတနည်းဝဲလာတယ်ခဲရအောင်နေအဲ့ဒီအဝိုင်းဟိုကတက်တကိုင်းကုန်မှာဒါကတော့4500ပါပဲထောက်ဝဲလိုက်သမီးဝဲလာကွယ်